အားလုံးပဲမင်္ဂလာပါရှင်။တာယာပျော်ရွှင်တဲ့နေ့ရဲ့ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျမကတော့ကျမကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေအလှပရေးရနဲ့အခြားသောဗဟုသုတဖြစ်ပွဲအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်။အခုကတော့ဆရာကြီးဖေမြင့်ရဲ့နှလုံးသားအာဟာရရတစာများစာအုပ်ထဲကမှအပိုင်းလေးကိုဆက်ပြီးတော့ဖတ်ရှုပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးပါအောင်ရှင်။တစ်ချိန်မှာတစ်ခုကျွန်တော်တို့မိတ်ဆွေတယောက်ကတဲ့လူသူရှင်းသောမက္ကဆီကိုကမ်းခြေတနေရာမှာသူတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပြောပြသည်။နေဝင်စည်းစာချင်းကမ်းခြေမှာသူတယောက်တည်းရှောက်သွားရင်းကဟိုးအဝေးစီမှာလူတယောက်လှမ်းမြင်ရသည်။နည်းနည်းနီးလာတော့ဒေသခံတယောက်ဖြစ်ကြောင်းသတိပြုမိသည်။ဒီလူကကမ်းခြေတောင်ဆက်မှာကုန်းနဲ့သွားနေရကတစုံတရာကိုငုံကောက်ကပင်လယ်ရည်ထဲလွှတ်ပစ်သည်။ဒီနောက်အဲ့ဒီလိုပဲနည်းနည်းလျှောက်သွားလိုက်တခုခုတွေ့လျင်ကောက်ယူလိုက်လှုပ်ပစ်လိုက်လုပ်နေသည်ကျွန်တော်တို့မိတ်ဆွေသူ့အနာရောက်သွားပြီးတေချာကြည့်တော့လှိုင်းနဲ့ပါလာပြီးတဲတောင်ပြင်ပေါ်တင်ကြံနေသည့်ကြံငါးတွေကိုရေထဲပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်ဒီလိုဘာရည်ရွယ်ချက်နဲ့လုပ်နေတယ်လဲကျွန်တော်တို့မိတ်ဆွေစဉ်းစားမရဖြစ်သွားသည်တို့နှင့်သူ့ကိုနှုတ်ဆက်ပြီးတက်ပင်မေးကြည့်သည်မသိလို့မေးပြရစီဗျာမိတ်ဆွေဘာလုပ်နေတာပါလဲကျန်ငါးတွေသမုတ်တရားတဲ့ပြန်ပို့ပေးနေတာလေခမည်းမြင်တဲ့အတိုင်းပဲအခုဒီရေကြချိန်တောင်မြေပေါ်မှာတင်ချန်ခဲ့တဲ့ကောင်တွေကရေတက်တဲ့အချိန်ရောက်အောင်ဒီမှာအကြာကြီးစောင့်နေရမှာဒါပေမဲ့အဲ့ဒီလောက်ကြာရင်အောက်ဆီဂျင်ပြတ်ပြီးသေမှာပဲဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်လည်းသဘောပေါက်ပါတယ်ကျွန်တော်တို့မိတ်ဆွေကအဆိုသည်ဒါပေမဲ့ဒီကမ်းခြေတစ်လျှောက်မှာကျန်ငါးတွေထောင်ချပြီးတော့ရှိနေမှာပေါ့ဗျာအဲ့ဒီကောင်တွေအားလုံးခမည်းဘယ်လိုလိုက်ကောက်မလဲတယောက်တည်းမနိုင်ဘူးလေဗျာပြီးတော့စဉ်းစားကြည့်ဒီကမ်းခြေတစ်လျှောက်လုံးဆိုရင်ခုလိုတဲတောင်ပြင်ပေါင်းရာချီရှိမှာပေါ့ဒီတဲတောင်ဇက်တိုင်းမှာရှိနေမဲ့ကြံငါးတွေဘယ်လိုလုပ်မလဲသူ့တဘာဝနဲ့သူဖြစ်နေတာခမည်းတယောက်ကြောင်းတော့ဘာတွေထူးခြားပြောင်းလဲသွားနိုင်မလဲဒေတာကန်ပုဂ္ဂိုလ်ကပြုံးသည်နောက်ထပ်ကြံငါးတစ်ကောင်ကောက်သည်ထို့နောက်တခြားကောင်တွေအတွက်မထူးခြားပေမဲ့ဟော်ရီကျင်ငါးတကောင်အတွက်တော့ထူးခြားသွားတာပေါ့ဗျာဟုတ်ဆိုကပင်လေရည်ထဲလှမ်းပစ်ထဲလိုက်လေသည်ဒီအပိုက်လေးမှာပါတဲ့ပေါ့နော်ဒီအကြောင်းအရာလေးကိုကျမတို့စဉ်းစားကြည့်ရမယ်ဆိုရင်ကျမတို့တွေဟာရာခတ်သိမ်းအများကြီးကျမတို့လှုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအကျိုးပြုတာလူမှုအကျိုးပြုတာတခြားသောပေါ့နော်ကောင်းကျိုးပြုနိုင်တဲ့အရာတွေအကုန်လုံးကိုကျမတို့တွေကကျမတို့လက်လန်းမိနိုင်တာလည်းရှိတယ်လက်လန်းမမိနိုင်တာလည်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့လေဒီလိုအများကြီးထဲမှာကိုလက်လန်းမိတဲ့လောက်ကလေးကိုပဲတစ်ခုလောက်ကလေးကိုလှုပ်လိုက်ရင်တော့မှပဲဒီကိုလုတ်ပေးလိုက်တဲ့သူကအကျိုးလေးရှိသွားပြီဆိုရင်ဒါကျမလုပ်ရတဲ့ဒီအကြောင်းအရာလေးပေါ့နော်အကျိုးပြုတဲ့အရာလေးကကောင်းမွန်တဲ့အကြောင်းလေးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့လူရမယ်ဆိုရင်လည်းငါတနိုင်ငံလုံးတစ်ကမ္ဘာလုံးလူရမှာဖြစ်နိုင်မှုဆိုတဲ့ဟာမျိုးမတွေးပဲနဲ့ငါဒီတယောက်အတွက်ကိုဒီတယောက်အဆင်ပြေပါစေဆိုတဲ့စိတ်ကလေးနဲ့လူမယ်တခုခုပေးရမယ်ဆိုရင်လည်းဒီတယောက်အတွက်အဆင်ပြေပါစေဆိုတဲ့စိတ်ကလေးပဲထည့်ထားမယ်ဆိုရင်ကျမတို့တွေဟာကိုလုပ်နေတဲ့လုပ်ငန်းမှာကြီးမြတ်တဲ့လုပ်ငန်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမနဲ့အတူတူကျမပေါ့နော်ဒီလိုမျိုးတွေးခေါ်ပြီးတော့တေချာလေးစဉ်းစားပြီးတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာပြန်လည်ပြီးတော့အသုံးချနိုင်ပါစေလို့ကျမကမျှော်လင့်နေယုံကြည်ပါတယ်ပေါ့နော်ကျမဒီနောက်ထပ် blog တွေမှာလည်းဒီလိုမျိုးအကျိုးပြုတဲ့စာလေးတွေကိုဖတ်ရှုပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်မျှော်နားဆင်ပေးပါဦးရှင်။တာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။